Anju language ကနေကြိုးဆိုပါတယ်ဒီနေ့ဝေမျှပေးမဲ့စကားလုံးလေးကတော့ခုံးကြမိုက်ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာခုံးကြမိုက်ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကတော့မလောက်ဘူးမသွားလောက်ဘူးမတိလောက်ဘူးစသဖြင့်လှုပ်ဆောင်ချက်တစ်ခုခုအထမမြောက်အောင်မြင်ဖို့မဖြစ်နိုင်တဲ့အခါမျိုးမှာမိုက်ဆိုတဲ့အငင်းနဲ့တွဲသုံးရတဲ့စကားလုံးဖြစ်ပါတယ်ဥပမာပိုင်နဲ့တွဲသုံးကြည့်မယ်ဆိုရင်ခုံးကြမိတ်ပိုင်ကသွားတယ်မိုက်ကအငင်းခုံးကြမိတ်ပိုင်ဆိုတော့မသွားလောက်ဘူးမသွားကောင်းဘူးမသွားနိုင်လောက်ဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးအနေနဲ့ကြည့်မယ်ဆိုရင်ရူဆိုတာတိတယ်မိုက်ကအငင်းခုံးကြမိတ်လူဆိုတော့မတိလောက်ဘူးတိဖို့မဖြစ်နိုင်ဘူးလို့အဓိပ္ပာယ်ရပါတယ်အခုဆိုရင်တော့ခုံးကြမိုက်ဆိုတဲ့စကားလုံးလေးကိုဘယ်နေရာမှာသုံးချရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ကဲနောက်တစ်လုံးအနေနဲ့သူနားမလည်လောက်ဘူးဆိုတဲ့စကားလုံးလေးကိုဘယ်လိုပြောမလဲဆိုတာသိရင်ကွန်မန့်မှာဖြေခဲ့ပေးပါဦး